မွန်းရင်ထဲမှာလေယူပြောချင်တဲ့စကားတွေအများကြီးရှိတယ်အဲ့စကားတွေကိုယူလူလျောက်နားလည်လိုက်တိတ်ကောင်းပါပဲကိုနားလဲပါတယ်မွေးကိုနားလဲပါတယ်ယောက်ျားသားတစ်ယောက်ပေါ်မိန်းမသားတစ်ယောက်ကယုံကြည်အားထားလို့မှုရဲ့နောက်ွယ်ဟာမွေးရဲ့ရင်ကုန်တာနေကိုမသိခဲ့တာမှမဟုတ်ပဲဒါပေမဲ့မွေးရဲ့ကိုမှသစ္စာဆိုထားတဲ့ချစ်သူတစ်ယောက်ရှိနေတယ်လေရင်ကုန်မိတိုင်းအချစ်မဟုတ်ဘူးဆိုတာဝန်တနေနားလဲမှာပါမလို့လူရမရဒါဟာချစ်ချစ်ရဲ့တခုသောသဘောတဘာဝမရတာလို့မလို့ရရလူသဘောလူစံတန်းဘယ်တော့မှမပြေဝချစ်ချင်တာမဖြစ်ရတာလောကသဘာဝချင်တာဖြစ်ရတာလောကသဘာဝချစ်ချင်တရားရဲ့အနှစ်ကချစ်ချင်တရားရဲ့သစ္စာ